ကလေးတို့အားလုံးမင်္ဂလာပါတီရှင်နဲ့အတူတူ KG ဘီရက်ခရာလေးသင်ကြားကြမယ်နော်အခုတွေ့နေရဘီရက်ခရာလေးကတော့ငါဘီရက်ခရာလေးဖြစ်ပါတယ်အဲ့တော့သူ့ရဲ့နာမည်ကငါသူ့အတားလည်းငါလို့ထွက်တယ်နော်အဲ့တော့ဒီရှေကငါဘီကဗျာလေးရဲ့ကဗျာလေးကိုတားတို့သမီးတို့ဆိုပြမယ်ကလေးတို့ကတေချာနာထောင်တာနော်ငါကလေးအရွယ်ငယ်ငယ်လေးငလက်မလေးအရွယ်ငယ်ငင်းငင်းမှိုင်မှိုင်မနေနဲ့ကွယ်နောက်တစ်ခါငါကလေးအရွယ်ငယ်ငယ်လေးငလက်မလေးအရွယ်ငယ်ငင်းငင်းမှိုင်မှိုင်မနေနဲ့ကွယ်အဲ့တော့ဒီရှေကငါပြီးကြပြလေးကိုကလေးတို့ဆိုပြလိုက်ပြီဆိုတော့နောက်တစ်ခါငါနဲ့ပတ်သက်တဲ့ငါနဲ့စလုံးပေါင်းတဲ့ဝေါ်ဟာရာလေးတွေကိုဒီရှေကတားတို့သမီးတို့ပြောပြမယ်ကလေးတို့ကတခြားလိုက်ကြည့်တာနော်အခုတွေ့နေရတာကတော့ငရှိတ်ပါတားတို့သမီးတို့စားဘူးလားကြိုက်လားကဲနောက်တစ်ခုငုံငှက်အဲ့လေးကိုကျတော့ငုံဥတော့စားဝယ်ငုံငှက်လေးကိုမွေကြည့်တာတော့အဲ့ဒါငုံငှက်ကဲနောက်တစ်ခုကတော့မုတ်ဘိုးရနေတဲ့ငွေကဲနောက်တစ်ခုကတော့ငါနဲ့ပတ်သက်တာငါဟုတ်တယ်နော်အဲ့ဒါငါလေးပါကဲနောက်တစ်ခုကငါနဲ့ပတ်သက်တာဘာဖြစ်မလဲစဉ်းစားကြည့်ပါဦးငပိရေကိုလည်းငါနဲ့စလုံးပေါင်းပါတယ်နောက်တစ်ခုငိုကလေးလေးငိုနေတဲ့ဆိုစကလုံးလေဒီချေတော့ငါနဲ့ပဲစလုံးပေါင်းပါတယ်ကဲနောက်တစ်ခုကတော့ဘာဖြစ်မလဲဆိုရင်ငန်းလေးကိုလည်းဒါဆမ်မတော့ငါနဲ့ပဲစလုံးပေါင်းပါတယ်ကဲနောက်တစ်ခုကတော့ဘာဖြစ်မလဲငရှောက်လေးကိုလည်းဆရာမတို့ကငါနဲ့စလုံးစပြီးတော့ပေါင်းပါတယ်နော်ကဲအဲ့တော့ဒီရှေကငါရဲ့စလုံးပေါင်းဒီလေးကိုကြောက်တယ်ပေါ့ white ပေါ်မှာရေးပြမယ်ကလေးတို့ကတခြားလိုက်ပြီးတော့ကြည့်ကြမယ်နော်တစ်ချက်ငါတစ်ချက်ပဲဆွဲရတယ်တစ်ချက်ကနောက်တစ်ခုတစ်ချက်ငါဟုတ်ပြီနော်ကဲအားလုံးပြီးသွားပြီဆိုတော့ဒီရှေကငါကဗျာလေးကိုနောက်တစ်ခေါက်ထပ်ရွတ်ပြမယ်ဒါတို့သမီးတို့ကတခြားနားထောင်တာနော်ငါကလေးအရွယ်ငယ်ငယ်လေးငလက်မလေးအရွယ်ငယ်ငင်းငင်းမှိုင်မှိုင်နေနဲ့ကွယ်ကဲဒါတို့သမီးတို့ဒီရှေနဲ့နောက်ဆုံးတစ်ခေါက်လောက်ဆိုကြည့်ပါဦးငါကလေးအရွယ်ငယ်ငယ်လေးငလက်မလေးအရွယ်ငယ်ငင်းငင်းမှိုင်မှိုင်နေနဲ့ကွယ်ဟုတ်ပြီနော်တီရှယ်ဆိုကားတဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပြီးမင်းနဲ့နော်